အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုတဲ့ဒုတိယ channel ရပြီးတော့ချမိတ်သူညီကိုမောင်များအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကိုတဲ့ channel ရပြီးတော့အားလုံးပဲဒုတိယမကျန်စိတ်ကြမှာချင်းကိုကြီးကြမှာချင်းများနဲ့ပြည်စုံကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိကြပါစေတက်ရှိတိုင်းမှာလည်းဝင်ကြပါစေလောက်ကရှိပါလည်းတိုးတက်အောင်မြင်ကြပါစေဖဖမဆင်ပြကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းလည်းပဲကျွန်တော်ရဲ့လာရုပ်ဗီဒီယိုလေးကိုစတင်လိုက်ပါမယ်ဗျာအားလုံးပဲစိတ်ကြမှာချင်းကိုကြီးကြမှာချင်းများနဲ့ပြည်စုံကြပါစေကျွန်တော်ရဲ့လာရုပ်ဗီဒီယိုရပြီးတော့သတင်းကောင်းစကားကောင်းများကိုလည်းကြားနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရပါတယ်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ရရင် subscribe လုပ်ခဲ့ကြပါဦးမင်္ဂလာရှိရောမင်္ဂလာလို့လည်းမှတ်သွားပေးခဲ့ကြပါဦးလက်မလေးလည်းထောင်သွားပေးခဲ့ကြပါဦး okay လို့လည်းတယောက်စီမှတ်သွားပေးခဲ့ကြပါဦးဗျာကျွန်တော်အခုမှစတွေ့ဘူးရဲ့မြင်မှုရဲ့ကိုယ်မရကျွန်တော်ရဲ့6မိနစ်တောင်မရှိတဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုသွားပါဦးလို့ကျွန်တော်ကမေတ္တာရက်ခံပါရဲ့ဗျာကျွန်တော်ကိုတူတယောက်လည်းမြင်စီဆိုတဲ့စိတ်ဆန္ဒမပါဘဲနဲ့နေ့စဉ်နဲ့အများဗီဒီယိုလေးကိုစေတနာတည်တတ်နဲ့ပဲတင်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမျှဝေပေးကြပါဝင်ရံပေးကြပါဥပမာမျှဝေလို့ရမယ့်နေရာ Telegram Facebook Viber Message Messenger အဲ့လိုနေရာတွေမှာကိုယ့်ရဲ့တန်ငယ်ချင်းတွေကိုပြန်လဲမျှဝေပေးလို့လည်းရပါရဲ့ဗျာကျွန်တော်ကဗီဒီယိုလေးကိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအကျိုးရှိအောင်ကျွန်တော်ကတင်ပေးမယ်ဆိုတော့အားပေးဝင်ရမှုတွေလည်းလိုအပ်ပါတယ်အဲအကြောင်းအားပေးဝင်ရပေးကြပါကျွန်တော်လည်းနေ့တင်တာများကိုမာတို့လေးလာsorry ပါအကျိုးရှိတင်မဲ့ဗီဒီယိုလေးပဲတင်သွားပေးမှာဖြစ်ပါတယ်နံပါတ်4ရက်2လ4ရက်3လပိုင်း2026ရက်နေ့အတွက်ကျွန်တော်တကွာကောင်းနဲ့လုံးမိုင်းကိုလည်းကျွန်တော်ရှာထားပါတယ်တကွာကောင်းနဲ့ဝမ်းကြီးကိုကျွန်တော်ရှာထားပါတယ်ပြောခင်မှာကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းဆုံးအောင်လိုက်ကြည့်ပေးပါဘေးလေးနည်းနည်းကုန်တယ်ဆိုပြီးတော့ကြော်စောအမျိုးရေးကြည့်ရမျိုးလည်းမလုပ်ပါနဲ့တော့တိုးလို့ပဲပြောပါမယ်ကျွန်တော်ကိုနေ့ကပြောလို့ပဲကျွန်တော်ဗီဒီယိုလေးကအကျိုးရှိမယ်ထင်ရင်အဓိကချက်လေးတွေကိုလှုပ်သွားစေချင်ပါတယ်အဲဆိုကျွန်တော်ဝိုင်းချင်းနဲ့တကွာကောင်းပြောပါမယ်ကျွန်တော်ဝိုင်းချင်းကိုရေးပြောပါမယ်ပြောခင်မှာစောင်းတယ်ပဲဖြစ်ဖြစ်နေရာမှာဖြစ်ဖြစ်အလွယ်တကူမှတ်သားလို့ရမယ့်နေရာမှာလိုက်မှတ်သားပေးပါတော့အဲဆိုဝိုင်းချင်းရေးပြောပါမယ်ကျွန်တော်မနက်မှတော့ဝမ်းချင်းရတော့16ဝမ်းချင်းပါရဝမ်းချင်းမှာတစ်တွဲကျွန်တော်ဈေးဖို့ထပ်ပေးပါမယ်တွဲဈေးဖို့က18 13 15 11ပါဗျာတော့နောက်တစ်ချိန်ထပ်ပြောပါမယ်ဗျာတစ်တွဲဈေးဖို့က18 13 15 11ပါဗျာတစ်တွဲဈေးဖို့ပါအဲ့လိုမှမဟုတ်ကျွန်တော်ကိုမရခွန်6ကိုမှကြိုက်တယ်6ကိုမှလိုက်ထိုးခြင်းတယ်ဆိုရဲအကိုမရွယ်ကျွန်တော်ဈေးဖို့ပေးပါမယ်6တွဲဈေးဖို့က68 63 60 66ပါကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပါမယ်6တွဲဈေးဖို့က68 63 60 66ပါဗျာတော့6တွဲဈေးဖို့ပါအဲ့မှာမို့ကျွန်တော်အကိုမရအပြီးပေါက်ရှင်တဲ့အကိုမရအတွက်ကျွန်တော်ကီးလဲထုတ်ထားပါရဲ့ကီးက492ပါ492ကီးပါတခြားပိုင်းမှာပါကီးက492ကီးပါဝမ်းကြီးနဲ့လည်းတွဲကစားလို့ရပါတယ်ဝမ်းကြီးကလည်းဝမ်းကြီးဆိုပေမဲ့တဲကြနိုင်ကြီးလည်းရှိပါတယ်မကြောက်လို့လည်းပြောလို့မရပါဘူးဗျာပြောမြင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နေခဲ့ကြပါဦးဓမ္မလေးလည်းထောင်ပေးကြပါဦးမင်္ဂလာရှိအောင်မင်္ဂလာလို့လည်းမှန်းသွားပေးခဲ့ကြပါဦး okay လေးလည်းလျောက်ကြောင်းစီမှန်းသွားပေးခဲ့ကြပါဦးဗျာတော့လည်းအားပေးဝင်းရမေးကြပါဦးလို့ကျွန်တော်ကမေတ္တာရက်ခံပါတယ်ဗျာဒါဆိုပြီးတကွာကောင်းပြောပြပါမယ်တကွာကောင်းက10 65ပါဗျာအဲ့ဒါတကွာကောင်းမှာနောက်တစ်ခါထပ်ပြောပါမယ်10 65ပါဗျာအဲ့ဒါတကွာကောင်းမှာအကြိုက်ချင်းတူရဆိုရင်တော့ like ထိုးပါများများလေးတာထိုးပေးပါ10 65ပါဗျာကြာချင်းတူရင်တော့မနှဲသေးပါနဲ့များများလေးတာထိုးပေးပါအားလုံးပဲမင်္ဂလာပေါင်းတဲ့ခံစားပြည့်စုံကြပါစေစိတ်ကြမ်းပါခြင်းကိုယ်ကြီးကြမ်းပါခြင်းများလည်းပြည့်စုံကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာကြီးရစိတ်တိုင်းမှာငွေကြပါစေအားလုံးပဲအဆင်ပြေကံကောင်းကြပါစေတို့ရဲ့ channel လေးကိုလည်း subscribe မရသေးရင် subscribe လေးခဲ့ကြပါဦးမင်္ဂလာရှိအောင်လို့လည်းမင်္ဂလာလို့လည်းမှတ်သွားပေးကြပါဦးလက်မလေးလည်းထောင်သွားပေးခဲ့ကြပါဦး okay လို့လည်းတယောက်ကြောင်းစီမှတ်သွားပေးခဲ့ကြပါဦးဗျာအဲ့တော့အားလုံးပဲတက်တာပါ